တငယ်ချင်းတွေဖြစ်သွားကြတဲ့ဘင်ငန်းရပေါလီတကောင်ကမျိုးမတူတဲ့တတ္တဝါတစ်ကောင်နဲ့တငယ်ချင်းဖြစ်ခဲ့ပါတယ်။ငယ်ငယ်လေးကတခြားသူတွေကိုအနိုင်ကျင့်တဲ့အကျင့်ရှိတာကြောင့်ကစားဖော်ရဲ့ရှောင်ပယ်ခြင်းကိုခံခဲ့ရပြီးကြားပေါလီမှာတငယ်ချင်းရလို့မရှိခဲ့ပါဘူး။ဒီရမှာဘင်ငန်းလေးတကောင်ကမမျှော်လင့်ပဲကြားပေါလီရဲ့နောက်ရည်လေးကိုရောက်လာခဲ့ပါတယ်။ဘင်ငန်းကလည်းကြားကိုမကြောက်ခဲ့ပဲအနိုင်ကျင့်တတ်တယ်လို့ကြားကတော့ထွက်ပြေးခဲ့ရပါတယ်။အဲဒီလိုနဲ့ကြားနဲ့ဘင်ငန်းတို့ကတငယ်ချင်းဖြစ်ခဲ့ကြပြီးဘင်ငန်းနိုင်ကျင့်တာကိုခံရင်ရက်တန်ကြာအတူတူနေခဲ့ပါတယ်။တရားမှာတော့စော်ရင်းကလည်းကြားကဘင်ငန်းရဲ့လေပင်ကိုကိုက်မိသွားခဲ့ပါတယ်။အဲဒီမြင်ကွင်းကိုမြင်လိုက်တဲ့တလိပ်ဆိုင်ရုံဆောင်ကဘင်ငန်းကိုစားဖို့လုပ်နေတယ်လို့ထင်မှားခဲ့ပြီးဘင်ငန်းကိုတခြားနေရာပြောင်းလိုက်ပါတယ်။ဒူဒီတော့တငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ကြားကလေးဟာစိတ်သက်တွေကြာနေခဲ့ပြီးစားလည်းမစားတော့သလိုသူ့ရဲ့တငယ်ချင်းကိုခေါ်သွားကြမလားဆိုပြီးတလိပ်ဆိုင်ရုံမှုကိုပေါ်ငေါ့နေခဲ့ပါတယ်။ကြားငယ်လေးကိုကြည့်ရင်စေမကောင်းဖြစ်ခဲ့ရတဲ့တလိပ်ဆန်မှုဟာနောက်ဆုံးတော့ဘင်ငန်းကိုပြန်ခေါ်လာပေးခဲ့ပါတယ်။အဲဒီလိုနဲ့ကြားနဲ့ဘင်ငန်းတို့ကချစ်စောတငယ်ချင်းတွေဖြစ်ကြီးတာနဲ့ဒီပြပြရှင်းရှင်းနေလာခဲ့ကြပါတယ်။ကြားကအကောင်သွားသလိုကိုဝါများစွာရှိပေမဲ့ဘဲငန်းအနိုင်ကျင့်တာကိုအရင်ခံနေရစေပါပဲ။ကြားရဲ့တကယ့်ကိုဝါအစွမ်းတတိဘယ်လောက်ရှိသလဲဘဲငန်းကတော့လုံးဝမသိခဲ့ပါဘူး။တစုံပြကိုချင်းမိသွားတဲ့အခါသူပြောပါစေဆိုတဲ့စိတ်ဆန္ဒလေးရှေ့ထားပြီးတော့တချို့ຢာတွေကိုဖုံးကွယ်ထားတာမျိုးပါ။ဒါကပြောညံ့ခြင်းမဟုတ်ပါဘူး။နူးညံ့တဲ့မေတ္တာတရားပါ။